ပညာမဲ့တွေကိုအသက်တွေပါရင်းပြီးတော့တော်လန်နေရတာလဲအလုတ်တလုတ်ဆိုပြီးတော့ပြောကြရှင့်တကယ်အဲ့လိုဖြစ်နေတာပေါ့နော်အားလုံးပဲမင်္ဂလာပါຫນွေဦးတော်လန်ကြီးရဲ့နောက်ဆုံးရတိုက်ပွဲသတင်းများကိုချိန်နဲ့တပြေးညီနားဆင်နိုင်ရတဲ့အတွက် like and subscribe လုပ်ထားပေးပါရန်တောင်းဆိုရပါတယ်ဒီတော်လန်ကြီးအောင်လုံးမရမယ်ဆိုတဲ့ခန်းစားချက်မျိုးဖြစ်စေမဲ့အရာတွေလည်းရှိတယ်ပြီးတော့ဒါအားတက်ဆရာတွေလည်းရှိတာပေါ့လေနော်အဲ့ဒီအကြောင်းနဲ့ပတ်သက်လို့ဒါကျွန်တော်နည်းနည်းလေးဒါပြန်ပြီးတော့အတူတူကြည့်ရှုကြရအောင်ပေါ့နော်ပထမဆုံးတော့ဒါစကားတွေတောင်မပြီးတော့ဘူးဆိုတော့မင်းအွန်လိုင်းဆိုပြီးတော့ဒါကျွန်တော်ပြောတဲ့ခါမှာပေါ့နော်ဒီစစ်ကောင်စီဘက်ကကောင်တွေကဒီဥစ္စာနဲ့ပတ်သက်လို့ဒါကျွန်တော်တို့ကပဲပြောတာလွန်လွန်ကျူးကျူးပြောလို့မျိုးပုံစံမျိုးတို့ကတုံ့ပြန်ကြရရှိတယ်မဟုတ်ဘူးပေါ့ဘာဖြစ်လဲညာဖြစ်တယ်ဒါပေမဲ့တကယ်ကိုစကားတွေမပြီးဖြစ်နေတယ်ဆိုတဲ့ဟာကအခုမှတော့မဟုတ်ဘူးရှေ့မှာနဲ့တောက်လျှောက်ဖြစ်နေတာပေါ့နော်အဲဥစ္စာကိုအခုဆိုရင်ဒါတကယ်ကိုဒါတိတိကျကျဘလုံးတွေဖြစ်နေတဲ့ဟာတော့ဒါမြင်သာစရာတော့မရှိတော့ဘူး။တွေ့ထိုးနှုတ်လျှောက်နှောက်ရှက်မှုကြီးကြောင့်ဒါရေးပေးတဲ့ဟာကိုဖတ်တာပေါ့နော်။ပြောချင်တာဗျဒီလိုမျိုးအကြောင်းအရာတစ်ခုပြောမယ်ဟေ့ဆိုတဲ့အခါမှာသူကဒီနိုင်ငံကိုအတင်းအဓမ္မအုပ်ချုပ်ထားပါတယ်ဆိုတဲ့ခေါင်းဆောင်ထားပါတော့ဗောနော်ဒါစစ်ခေါင်းဆောင်ဗောနော်အဲ့လိုမျိုးကောင်ကဒီလိုမျိုးဟာလေးကိုတော့မှအလွတ်မပြောနိုင်ဘူးသူရင်ထဲမှာဒီဥစ္စာတွေပြောဖို့အတွက်အကြောင်းအရာတွေမရှိဘူးလားကျွန်တော်ပြောချင်တာဗောနော်ဒါကြောင့်မလို့သူများရေးပေးရတယ်ရေးပေးရတဲ့ဟာတော့မှပဲမှန်အောင်ဖတ်မပြနိုင်တဲ့သူတယောက်ကကျွန်တော်နိုင်ငံကိုအခုလိုမျိုးဗောနော်ဒါလက်နက်အားကိုးနဲ့အတင်းအဓမ္မဒါအုပ်ချုပ်နေတယ်ဆိုတဲ့ဟာကြီးကတော်တော်ရင်နာစရာကောင်းတယ်ဗောနော်ဒါကြောင့်မလို့ကျွန်တော်ပြောကြရရှိတယ်ဒေါ်လာပြည်သူတွေဒေါ်လာတက်ဖွဲ့နေကျွန်တော်ကြားထဲမှာပြောရရှိတယ်ဗောနော်ပညာမဲ့တွေကိုအသက်တွေပါရင်းပြီးတော့တော်လန်နေရတာလဲအလုတ်တလုတ်ဆိုပြီးတော့ပြောကြရှိတကယ်အဲ့လိုဖြစ်နေတာဗောနော်အဲ့ဒါတော့တကယ်မြင်သာစေတဲ့ဟာကိုထပ်ပြီးပြဖြစ်တယ်အဲ့တော့ဘောမိုင်အနေနဲ့လည်းဒါကြည့်ထားဗောနော်ငါတို့ပြောတာမလွန်ဘူးဆိုတဲ့အကြောင်းပြောချင်တာပါချင်းပြည်နယ်ဖလန်ဘက်ကိုစစ်ကြောင်းတွေထိုးနေပြောမယ်ဆိုရင်တော့စစ်ကောင်စီကတော့နေရာစုံစစ်ကြောင်းထိုးနေရပါဗောနော်ဒါမဲ့လည်းသူ့အတွက်ကဘယ်နေရာမှမလွယ်ကူဘူးဆိုတဲ့ဟာကိုသိစေချင်တာပါဒီကဒီချင်းပြည်နယ်ဆိုတဲ့ဟာကလည်းစစ်ကောင်စီအတွက်လွယ်ကူနေတဲ့စစ်စင်ဒါနေရာမဟုတ်ဘူးပေါ့နော်သူကနေရာတိုင်းကိုလိုက်ပြီးတော့နိုင်ကျင့်ပို့ကြဖို့အတွက်စူးစမ်းနေတဲ့အချိန်မှာမြေပြင်မှာတော့သူ့ရဲ့စစ်သားတွေကအဲ့လိုမျိုးခြေနေတွေနဲ့ကြုံနေရတယ်ဆိုတဲ့ဟာကိုပြောပြချင်တာပေါ့နော်အဲ့တော့စစ်ကောင်စီစစ်သားမိသားစုတွေအနေနဲ့လည်းသူ့ရဲ့ယောက်ျားကိုယ့်ရဲ့သားဒီလိုမျိုးအဖြစ်ဆိုးတွေမကြုံချင်ဘူးဆိုရင်မကြုံစေချင်ဘူးဆိုရင်လက်နဲ့ချပါအလင်းဝင်ပါပေါ့နော်အခုဆိုရင်တို့ဘက်ကအဲ့ဟာနဲ့ပတ်သက်လို့ပေါ့နော်တော်လိုင်းတပ်ဖွဲ့တွေစီကိုလက်နဲ့ချဖို့အလင်းဝင်ဖို့စီးရုံနေတာတွေလည်းရှိသလိုဒီဝါဒဖြတ်မှုတွေလည်းဇက်တိုက်ဆိုသလိုလှုပ်လာရှိပါတယ်ဒါအခုဆိုရင်ကိုပဲ DPLA KNDF PNLO PDF စသဖြင့်ပေါ့နော်ဒီအဖွဲ့တွေစီကနေပြီးတော့ဗာ20ကျော်20ကျော်လင်းဝင်လာဆိုပြီးတော့ဝါဒဖြတ်နေရတယ်လည်းရှိတယ်ပေါ့နော်တကယ်မြေပြင်မှာတော့တည်ရတိုင်းပဲပေါ့နော်အခုကတော့ဒါနထိုးကြီးကကိုစောအောင်တို့အဖွဲ့တွေပေါ့နော်ရီမော့ပျော်ပျော်ရွှင်ရွှင်နဲ့ဒါတို့အနားရတော့အချိန်လေးမှာဘယ်လိုမျိုးစိတ်ပင်ပန်းမှုတွေကိုရှော့ချရတယ်ပျော်ရွှင်မှုတွေကိုဘယ်လိုရှာကြသလဲဆိုတဲ့ဟာလေးကိုတင်လာတာရှိလို့ပြန်ပြီးတော့မျှဝေပေးချင်ပါတယ်ဒီတပ်ဖွဲ့တွေစီကိုလည်းဒါပို့ပြီးတော့အလုပ်တွေလုပ်နိုင်ဖို့အတွက်ကူညီပေးကြစေချင်ပါတယ်ဘာပေါ့နော်စိတ်လက်ပေါ်ပါစရာတို့ပျော်ရွှင်မှုရှာဖွေရတဲ့ဟာလေးပေါ့နော်မြေပြင်မှာကတည်းကအတိုင်းပဲဒါမပြေမစုံတဲ့တိုက်ပွဲတွေဝင်ရတယ်နေ့စဉ်ရက်ဆက်ပေါ့နော်ဒါစစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကိုအတက်နိုင်ဆုံးပြန်ပြီးတော့တွန်းလှန်ဖို့ကြိုးစားတဲ့ခါကျတော့ပင်ပန်းကြတယ်ခက်ခဲကြတယ်ပေါ့နော်စိတ်ဖိစီးရရှိတယ်ဒီလိုမျိုးရှိတယ်ဆိုပေမဲ့လည်းဒီဗီဒီတပ်ဖွဲ့တွေမှာပျော်စရာရယ်လို့များများဆဆမရှိဘူးပေါ့နော်အချင်းချင်းဒါကိုယ့်ရဲ့ညီကိုတစ်ဖွဲ့ပေါ့နော်ရဲဘော်ရဲဘက်ကြားထဲမှာအခုလိုမျိုးပဲရှိတာလေးနဲ့ပျော်ရွှင်အောင်ဖန်တီးပြီးတော့လုပ်ယူရတယ်ဆိုတဲ့ဟာလေးကိုသိစေချင်တာပေါ့နော်အဲ့တော့ခက်ခဲပင်ပန်းပါတယ်ပေါ့နော်ပြီးရင်ဒါရှေ့မှာဆိုလဲကိုချက်ကင်တို့အဖွဲ့တွေကိုပြိုင်းတို့အဖွဲ့တွေပေါ့နော်ဒါကလုံးဆွဲရလားတကလုံးဆွဲနေနဲ့ဒိုက်ထိုးချင်းစော့နေကြတာပေါ့နော်ဒီလိုဟာလေးလည်းရှိရပါတော့အမျိုးစုံပေါ့လေနော်ဒါတကယ်တမ်းပြောမယ်ဆိုရင်တော့လူငယ်တွေကဒီလူငယ်အရွယ်တွေကပေါ့နော်ဒါပျော်ရွှင်နဲ့ကိုယ့်ရဲ့အနာဂတ်အတွက်အိမ်မက်တွေကိုအကောင့်ထဲဖို့စိတ်ကူးစိတ်တန်းတွေကိုအကောင့်ထဲဖို့ပြီးတော့တိုးတက်ဖို့လမ်းစာတွေကိုရှာဖွေနေရမယ့်အချိန်မှာအခုလိုမျိုးတမိုင်းပေးတာဝန်ကိုထမ်းဆောင်နေရတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါလေးတွေကလည်းဒါကျွန်တော်တို့ပြန်ပြီးတော့เนาะသူတို့နဲ့အတူတူဒါရီမောပျော်ရွှင်ခွင့်ရဖို့အတွက်ခုလိုမျိုးမျှဝေပေးရဖြစ်ပါတယ်နောက်ထပ်တစ်ခုကကျတော့နာကြီးစရာပြမယ်ပေါ့เนาะနာကြီးစရာဒါထူးခြားနေတာတော့မဟုတ်တော့ဘူးဒါစစ်ကောင်စီရဲ့လုပ်ရအမှန်ပဲဆိုတဲ့ဟာကိုသိစေချင်တာပေါ့เนาะဒါကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေရဲ့ဒီလိုမျိုးဒါအမျက်နှိုးထားရပါတယ်ဆိုတဲ့ဟာတွေကိုဖျက်ဆီးနေတာတော့ကြာပြီပေါ့เนาะဆုံးရှုံးသွားပါတယ်ဆိုတဲ့နေရာတွေမှာအဲ့လိုမျိုးပဲဖျက်ဆီးဟောတာလည်းပြောချင်သေးရပေါ့เนาะကြောက်ကလည်းကြောက်သေးတယ်ပေါ့เนาะတမတော်သားတွေလောက်တာကျွန်တော်တို့ကကူညီပြီးတော့ဆောင်ရွက်ပေးတာပါဘာညာပေါ့เนาะမှတ်ထားရမယ်ကောင်းနေပေါ့เนาะဒါတကယ်ပြောမယ်ဆိုရင်ဒါကြည့်လိုက်လုံးဝတတိတန်းကြီးကိုဖြည့်ဆည်းဖြိုလဲပြစ်ပြနေတာပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတမင်ကိုလှုပ်ပြနေတာဖြစ်ပါတယ်ပြီးတော့ရှေ့မှာလည်းဒီလိုမျိုးပုံစံမျိုးတွေပေါ့နော်လှုပ်ပြနေရတယ်လေဒါမြင်ခဲ့ဘူးမှာတွေ့ခဲ့ဘူးမှာပါဒါအပေါ့သွားပြတဲ့ဟာမျိုးတွေကအစရိုးရိုးမှာပုံစံမျိုးတွေရှိပါတယ်ပေါ့နော်အဲ့တော့ဒီဥစ္စာတွေကကျွန်တော်တို့အတွက်နာကျင်ရမယ်နာကျင်စရာတွေဖြစ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒါမြေပြင်ကတပ်ဖွဲ့ဝင်တယောက်နဲ့ဒီလိုပဲဒါစေရေးပြင်းထန်နေတဲ့နေရာတယောက်နဲ့ပြောရတဲ့ခါကျတော့ကျွန်တော်တို့တဲ့ဒီနေရာကိုအပါမခံနိုင်ဘူးပေါ့နော်ဒ
ဒီနေရာကိုပါမခံနိုင်ဘူးလူထုကိုလည်းကျွန်တော်တို့စိုးရိမ်နေပါတော့ပြည်သူတွေဒုက္ခရောက်လိမ့်မယ်စစ်ကောင်စီဝင်လာနိုင်ရင်ပေါ့နော်ပြီးရင်ကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်တို့မဖြစ်ချင်တဲ့ဟာရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ကြာဆုံးသွားပါရဆိုတော့ဒီတမိုးထားရတဲ့ရဲဘော်တွေရဲ့အုပ်ကူတွေပေါ့နော်ဒီလိုမျိုးအာဇာနည်ကူဘိတ်မှန်တွေကိုဖျက်ဆီးပစ်မှာတဲ့အဲဥစ္စာတွေကိုကျွန်တော်တို့အဖျက်ဆီးမခံနိုင်ဘူးပေါ့နော်ပြီးရင်ကျွန်တော်တို့ ਨੇ အတူတူရက်တီပေးရဲ့ပြည်သူတွေပေါ့နော်ဒုက္ခရောက်လိမ့်မယ်တဲ့ဒီကောင်းတွေဝင်လာပြီဆိုရင်အမျိုးမျိုးဖိနှိပ်ပါပေါ့နော်ဒါကြောင့်မို့လို့အဲ့ဒီမျိုးတွေဖြစ်မှာဆိုလို့ဒီနေရာကိုကျွန်တော်တို့ကတော့အဆုံးရှုံးမခံနိုင်ဘူးရရင်ရတော့ပြန်တီးမှာပဲဆိုတဲ့ပုံစံမျိုးနဲ့ပြောခံရတာကျွန်တော်ကြုံခဲ့ဘူးတယ်ပေါ့နော်အဲ့တော့ဒီရဲဘော်ရဲဘက်ညီကိုတွေကြားမှာဒီလိုမျိုးဒါဗိမ္မာန်နေဆိုတာကတန်ဖိုးထားစရာတွေဖြစ်တယ်ဒါကိုတမင်ကိုလုတ်ပြနေဟိုးနောက်မှာကြော်ဆိုးဘူးပေါ့နော်ဒီကောင်ဆိုလဲဒီလိုမျိုးဟာတွေနဲ့တမင်ကိုလိုက်လုတ်ပြနေတာတွေတွေ့ရမှာဖြစ်ပါတယ်ဒါကကျွန်တော်မှတ်ထားရမယ့်အရာတွေနေပေါ့နော်ဒီဥစ္စာတွေကိုစောင့်ကြည့်နေတဲ့သူတွေသိရှိဖို့အတွက်အခုလိုမျိုးထည့်ပြီးတော့ပြောပြပေးရဖြစ်ပါတယ်အဲ့တော့ဒါကလုံးဝဗျဟိုသူတို့ကိုယ်တိုင်ကဆက်ထုတ်ပြောလာတာပေါ့နော်ပေါ်တာဆွဲခံရလို့အဲ့ဆွဲခံရသူတွေလည်းအခုဆိုရင်ထုတ်လို့တော့မရသေးဘူးဆိုတာစစ်ကောင်စီရဲ့လုံရက်အမှန်ပဲအဲ့ဥစ္စာကိုအခုလိုမျိုးဒါတင်လာတာတွေ့လို့ဒါကြီးရွယ်အိုတွေကလေးလေးတွေပေါ့နော်ဒါစစ်ကောင်စီလေချောင်းအန်ရီကိုကြောက်လို့အခုလိုမျိုးဘုံကိုကျင်းနေမှာပေါ့နော်ကလေးလေးပြတကယ်လူမမယ်ကလေးလေးတနာဖို့ကောင်းတယ်ပေါ့နော်တက်ကြီးရွယ်အိုတွေဖိုးဖိုးဖွားဖွားတွေအစားအခုလိုမျိုးဒုက္ခမျိုးစုံနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဟိုနေနိုင်ရကြတာလို့လည်းမပြောချင်တော့ဘူးပေါ့နော်မနေစိတ်ညပါနဲ့လို့ပဲပြောချင်တာပေါ့နော်ကိုယ့်စီမှာကိုမိသားစုမှာဒီလိုတွေမကြုံလာသေးလို့ကိုကတော့အေးဆေးဆေးပဲလို့တွက်နေလိမ့်မယ်ပေါ့နော်တခြားသောနေရာတွေမှာဒါကိုနိုင်ငံထဲမှာပေါ့နော်အခုလိုမျိုးဒါဖိနှိပ်ခံနေရတဲ့သူတွေဒုက္ခမျိုးစုံကြုံတွေ့နေရတဲ့သူတွေအများကြီးရှိတယ်ဆိုတဲ့ဟာကိုတော့သတိရစေခြင်းနဲ့ဒီဟာတွေကတစ်ချိန်ချင်းကျရင်ကိုယ့်စီလည်းရောက်လာနိုင်တယ်ဆိုတဲ့အသည့်လေးနဲ့ပေါ့နော်အကုန်လုံးငါတို့နဲ့ဆိုင်နေငါတို့လည်းဝိုင်းပြီးတော့တွန်းလှန်မှရမယ်တက်နိုင်တာဝိုင်းလုပ်ပြီးမှရမယ်ဆိုတဲ့စိတ်ကလေးလည်းထည့်ပေးကြစီချင်ပါတယ်ဒီလိုမျိုးဒါအများကြီးပဲပေါ့နော်ဒါတော်တော်များများဒေတာတော်တော်များများဒီလိုကြုံနေရတာဖြစ်ပါတယ်ဒီကလေးတွေကဒီလိုမျိုးနေရဖို့မထိုက်တန်ပါဘူးပေါ့နော်လုံးဝပညာသင်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့လွတ်လပ်ပေါ်ပါစွာစော့ကစားနေရမယ့်အခြေအနေဖြစ်ပါတယ်ပြီးတော့ဒီတက်ကြီးရွယ်အိုတွေဖိုးဖွားတွေဆိုရင်လည်းဒီအခြေအနေကကိုယ့်အကိုတရားလေးပါလေးအားထုတ်ပြီးတော့ပေါ့နော်လုံးဝဒါစိတ်လက်အေးချမ်းစွာနဲ့အနားယူနေရမယ့်အခြေအနေဖြစ်တယ်ဒါပေမဲ့အခုတော့အဲ့လိုမဟုတ်ဘဲနဲ့ဘိုးကိုချင်းထဲမှာဒုက္ခများစွာနဲ့ကြောက်လန့်နေကြနေရတယ်အမှန်တော့မသိဘူးเนาะဒါသမီးတို့အိမ်ကြီးကိုမိုးကြိုးပြစ်ချလာတဲ့အဲ့ကြောင့်မီးရေလောင်ကုန်လာလားတဲ့ဒါဒီကလေးလေးရဲ့ဗီဒီယိုကတော့ဒါအားလုံးလည်းတွေ့ပြီးဖြစ်မှာပေါ့နော်အဲ့တော့ဒီလိုမျိုးအဖြစ်ဆိုမျိုးတွေကြုံတွေ့နေရတယ်ကလေးတွေမှာစိတ်တန်ရာတွေနဲ့ဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒါတွေအားလုံးကကျွန်တော်တို့အကုန်လုံးနဲ့သက်ဆိုင်နေဆိုတဲ့အကြောင်းပြောချင်တာပါပေါ့နော်နောက်တစ်ခုကငါတို့နဲ့လည်းသက်ဆိုင်နေဆိုပြီးတော့ပေါ့နော်ဒါပါဝင်ခဲ့ကြတဲ့လူငယ်တွေဒီလိုမျိုးလူငယ်တွေပေါ့နော်ဒါကြာရှုံးသွားပြီဆိုတဲ့အချိန်မှာပေါ့နော်သူတို့ရဲ့မိဘတွေဘယ်လောက်ထိဝမ်းနဲ့ကြေကွဲကြသလဲပေါ့နော်ဝမ်းနဲ့ကြေကွဲဆိုတာပေါ့နော်ဒီသားသမီးကိုဒါဂုဏ်ယူစွာနဲ့ပေါ့နော်ဒီတော်လိုင်းရေးထဲမှာပါဝင်ခွင့်ပေးတယ်ပေါ့နော်မိဘတွေရဲ့မေတ္တာတရားတွေပေါ့နော်အရန်ကိုကြီးမားတယ်ပေါ့နော်အဲဥစ္စာနဲ့ပတ်သက်လို့လည်းဒါရုပ်သံဗီဒီယိုလေးတစ်ခုရှိတယ်အဲ့ဒါဒီ viewer 40ခွန်ကဖြစ်မှာပေါ့နော်ဒီရုပ်သံဖိုင်လေးတင်လာတယ်အဲ့ဒါကတော့အညာမှာပေါ့နော်အညာကကြီးရပေါ့နော်သူ့ရဲ့သားလေးရဲ့အုတ်ကူကိုရှင်းလင်းရေးလုပ်ပေးနေတဲ့ဟာပေါ့သားဖြစ်သူရဲ့ကူဘိတ်မှန်ကိုတန်ရှင်းလုပ်ပေးနေတဲ့မိခင်တူရဲ့ခြေကွဲဝမ်းနေဝယ်ရမြင်ကွင်းဆိုပြီးတော့ပေါ့နော်ဒါတင်လာတဲ့အချိန်မှာလည်းကျွန်တော်တို့လည်းဝိုင်းပြီးတော့ဒီဟာလေးနဲ့ပတ်သက်လို့ share ကြပြုကြခန်းစားကြရတာရှိလိမ့်မယ်ပေါ့နော်အဲ့တော့ငါနဲ့သက်ဆိုင်ပါရဲဆိုပြီးတော့ပါဝင်နေတဲ့လူငယ်တွေအများကြီးရှိတယ်ပေါ့နော်သက်ဆိုင်တဲ့သူတွေအခုလိုမျိုးပါဝင်ခွင့်ရဖို့အတွက်ကိုခွင့်ပြုပေးတဲ့မိဘတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီလိုမိဘတွေဒီလိုသားသမီးတွေရဲ့ဒါဆွမ်းလို့ပေးဆက်မှုတွေကအလားအသက်မဖြစ်အောင်ကျွန်တော်အားလုံးဝိုင်းပြီးတော့စူးစမ်းကြဖို့လိုတယ်ဆိုတာလေးလည်းသိစေချင်ပါတယ်ဘောလူကတင်ထားပါတော့အဲ့ဒီကနေကျွန်တော်ယူပြီးတော့သုံးထားဖြစ်ပါတယ်ဒီဟာကဒီ906ရောက်ကိစ္စနဲ့ပတ်သက်လို့ကျွန်တော်ဒီဘက်ကပြောကြတဲ့ခါပေါ့နော်စစ်ကောင်စီဘက်က lobby တွေတက်ထောက်ခံတဲ့သူတွေကဟာဘာဖြစ်လဲညာဖြစ်တော့ဝိုင်းပြီးတော့ပြန်တိုက်ခိုက်တာရှိတယ်ပေါ့နော်အခုဒါပေါက်ကရုံးဆိုတာကသူတို့ဘက်ကသူတို့လူချင်းပြန်ပြီးတော့ဒီဥစ္စာကိုသူတို့ပြန်ပြီးတော့ကန့်ကွက်နေတဲ့ဟာတွေသဘောမကျတဲ့ဟာတွေသူတို့ကိုယ်တိုင်ပြန်ပြီးတော့ဖော်ထုတ်နေတဲ့ဟာတွေပေါ့နော်အဲဥစ္စာတွေနဲ့ပတ်သက်လို့ပြန်ပြီးတော့သိအောင်လို့ခုလိုဝေမျှပေးတာဖြစ်တယ်ပေါ့နော်ဟုတ်တယ်ကျွန်တော်ပြောခဲ့တယ်ငါတို့ဘက်ကဝင်လာတဲ့ဆိုရင်မင်းတို့စစ်ကောင်စီစစ်သားတွေကဘယ်လိုမျိုးပုံစံမျိုးနဲ့ငါတို့ကလင်းဝင်လာတယ်ဆိုတဲ့အကြောင်းတက်နာမည်ကိုပိုင်နံပါတ်ဒါတွေကစဖော်ပြပြီးတော့ပေါ့နော်လင်းဝင်လာတာဟုတ်မှန်ကြောင်းတခါလေးချပြအဲ့မဲ့စစ်ကောင်စီဘက်ကကောင်းနေပေါ့နော်လုံးဝမျက်နှာလေးဝါရတာနဲ့ဘာနဲ့ညားတယ်ပေါ့နော်လိန်စိန်ကြီးမှန်းသိတာတယ်ဆိုတဲ့အကြောင်းကိုဒါပေါက်ကရုံးကလည်းမကြည်မတက်နဲ့ပြန်ပြီးတော့ပြောပြထားတာပေါ့နော်အဲ့တော့ဒီကောင်ပြောသလိုပေါ့နော်906ရောက်အလင်းဝင်တာမဟုတ်လို့ခုလိုမျိုးဒါစစ်ကောင်စီကလိန်နေရတာပေါ့နော်
ဖုန်းကွယ်နေရတာပေါ့ဘာလဲဒီကောင်ပြောလို့ဟုတ်တယ်လေမျက်နှာပြပြီးတော့ပြောပါတော့လား36ယောက်လားမသိဘူးတကယ်အလင်းဝင်တာပေါ့နော်တကယ်အမှောင်ဝင်တာကဒါပေမဲ့ကြံတဲ့900ကျော်ကြီးရဗျာ906ယောက်ကြီးတယ်မှာကြံတဲ့ဒါ900နီးပါးကြီးရဗျာလိန်ထားတယ်ဆိုတော့ဟာတဖြည်းဖြည်းနဲ့သူတို့ချင်းချင်းအောင်မှာဒါရုပ်တင်မရှိလို့ဒါသူတို့မကြင်မနဲ့တွေဖြစ်နေတဲ့ပုံစံမျိုးဘာလို့မျက်နှာကြီးဖုံးပြီးတော့ဟိုဟာဖြစ်တာအေးမျက်နှာဖုံးရမှာပေါ့မဟုတ်မှမဟုတ်တာလေနော်အဲ့တော့ဒါကဒါသူတို့ထထဗီဒီယိုလေးတွေစူးစီးပြီးတော့တင်ပြတာဖြစ်ပါတယ်အဲ့တော့ဒီထဲမှာကျွန်တော်နိုင်ကိုနိုင်အောင်လုပ်ရမယ်ဆိုတဲ့အကြောင်းရင်းတွေလည်းတွေ့ရပါလိမ့်မယ်ဘာကြောင့်နိုင်ရမှာလဲဆိုတဲ့အကြောင်းရင်းတွေရှိတယ်ပေါ့နော်ကျွန်တော်တို့နောက်လှည့်လို့မရဘူးလက်လျှော့လို့မရဘူးစိတ်သက်ကြလို့မရဘူးရှုံးပေးလို့မရဘူးပေါ့နော်ကျွန်တော်စူးစမ်းရမယ့်အကြောင်းရင်းတွေရှိတယ်ပြီးတော့စစ်ကောင်စီရဲ့ရုပ်မာမှုတွေကိုတတိုင်းပြည်လုံးအနှံ့ဘယ်လိုမျိုးတွေခံစားနေရတယ်ဆိုတဲ့အရာတွေရှိတယ်ပြီးတော့နှလို့ပေါ့နော်ပညာမဲ့ပေါ့နော်ပညာမတတ်တဲ့ကောင်သူများရေးပြီးတဲ့စာကိုတောင်မှပဲနှလို့ပေါ့နော်ဒါစလုံးပေါက်မှန်အောင်ပေါ့နော်အတန်အတွက်မှန်အောင်မဖြတ်ပြတတ်တဲ့ဒီလိုမျိုးကောင်ကအခုလို့ကျွန်တော်တို့တိုင်းပြည်ကိုပေါ့နော်ဒါလုံးဝချွတ်ချုံကျသွားအောင်ပြည်သူတွေခက်ခဲသွားအောင်ပေါ့နော်လက်နက်အားကိုးနဲ့ဖိနှိပ်နိုင်ကျင့်နေတဲ့ဟာကိုဒါအလုပ်တစ်ခုအနေနဲ့တော်လန်နေရတာလဲအသက်တွေပေးပြီးတော့တော်လန်နေရတာလဲရင်နာစရာကောင်းတယ်ဆိုတဲ့အကြောင်းတွေဝေမျှပေးတာဖြစ်ပါတယ်